အားလုံးပဲမင်္ဂလာပါရှင် P4U channel လေးမှာပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ရာသီဥတုတွေကအရန်ပူပြင်းလာတဲ့အခါမှာဒီနေရောင်ခြည်ရဲမှာပါတဲ့ခရမ်းလွန်ရောင်ခြည်တွေကြောင့်ပေါ့နော်ဒီကိုယ့်ရဲ့အရေးပြားတွေထိခိုက်ပျက်စီးစေတယ်အရေးကြောင့်နေဖြစ်စေရဲအဲ့ဒီကနေမှတဆင့်အရန်ဆိုမယ်ဆိုရင်အရေးပြားကင်ဆာတွေစီပါဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီ UV rays တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတော့အကြောင်းလေးကိုပြောပြပေးချင်ပါတယ်ဒီတနေ့တာအတွင်းမှာဆိုလို့ရှိရင်ပေါ့နော်မနက်10:00နာရီကနေညနေ4:00နာရီကြာကာလတွေကခရမ်းလွန်ရောင်ခြည်အများဆုံးပါဝင်နိုင်တဲ့အချိန်တွေဖြစ်ပါတယ်။အဲအကြောင်းမို့ဒီခရမ်းလွန်ရောင်ခြည်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတော့ SPF လို့ခေါ်တဲ့ Sun Protection Factor ဒီနဲ့ကာကွယ်လို့ရပါတယ်။ဒီ SPF ဆိုတာကကြတော့ဗာလဲဆိုတော့ခရမ်းလွန်ရောင်ခြည်မှာပေါ့နော် UV rays တွေမှာ UVA တို့ UVV တို့ရှိရပေါ့နော်။အဲ့မှာမှUVV ကိုဒီနေရောင်ခြည်မှာပါတဲ့ UVV ကိုဘယ်လောက်ထိကာကွယ်ပေးနိုင်လဲဆိုတာကိုဖော်ပြတဲ့ညွှန်းကိန်းကို SPF လို့ခေါ်ပါတယ်။နေရောင်ကလိမ့်စေ sunscreen တွေသုံးလိုက်တဲ့အခါမှာလူတစ်ယောက်ရဲ့အရေးပြားပျက်စီးမှုကိုဘယ်လောက်အတိုင်းအတာအထိကာကွယ်ပေးနိုင်လဲဆိုတာကိုတိုင်းတာနိုင်တဲ့သိပ္ပံနည်းကျအတိုင်းအတာကို SPF လို့ခေါ်ပါတယ်။လူတစ်ယောက်ကိုနေရောင်ခြည်အောက်မှာထားလို့ရှိရင်အရေးပြားหนีရဲလာဖို့အနည်းဆုံးလိုအပ်တဲ့ကြာမြင့်ချိန်ကိုမူတည်ပြီးတော့ SPF ကိုတွက်ကြည့်လို့ရပါတယ်။နောက်တနည်းပြောရရင်တော့နေရောင်ခြည်အောက်ကလူတစ်ယောက်ဟာနေလောင်တံကိုဘယ်ချိန်မှာစတင်ခံစားရလဲဆိုတာပေါ့နော်။အဲ့လိုမျိုးတိုင်းတာဖြစ်ပါတယ်။ဥပမာဆိုရင်အသားဖြူသူတစ်ယောက်ကအချိန်9မိနစ်အတွင်းနေလောင်တံခံရနိုင်ပေမဲ့အသားလက်သူတစ်ယောက်ကတော့9မိနစ်နဲ့10မိနစ်ကြားမှာနေလောင်တံခံရနိုင်ပါတယ်။အသားညိုသူအတွက်ဆိုလို့ရှိရင်တော့ဒီထက်ပိုကြာရင်လည်းကြာသွားနိုင်ပါတယ်။အသားအယောင်ပိုဖြော့လေလေနေလောင်တံခံရနိုင်ခြေပိုများလေလေပဲဖြစ်ပါတယ်။အဲကြောင့်မို့ကိုအသုံးပြုတဲ့ SPF ပါတဲ့ sunscreen တစ်ခုဟာနေလောင်တံကိုဘယ်လောက်ကြာကြာကာကွယ်နိုင်လဲဆိုတာသိဖို့အတွက် SPF ပမာဏနဲ့မိမိအသားအယောင်ရဲ့နေလောင်တံခံနိုင်ခြင်းကိုမျှောက်ကြည့်ရင်သိနိုင်ပါတယ်။ဥပမာအပြင် SPF 15ပေါ့နော်15ရှိရဲ့ sunscreen တစ်ခုကအသားဖြူသူတစ်ယောက်တစ်ခါလိမ့်ထားရင်အချိန်85မိနစ်လောက်နေလောင်တံကိုကာကွယ်ပေးနိုင်တယ်ဆိုရင်အသားလက်သူအတွက်ဆိုလို့ရှိရင်မိနစ်150လောက်အထိနေလောင်တံကိုကာကွယ်ပေးနိုင်ပါတယ်။အသားညိုသူအတွက်ကတော့မိနစ်200ကျော်အထိနေလောင်တံကိုကာကွယ်ပေးနိုင်ပါတယ်။အသားဖြူသူအတွက်ဆိုလို့ရှိရင် SPF 15ပါတာကသူက5 minutes နဲ့မြောက်လိုက်ပေါ့နော်အဲဒါဆိုရင်75 minutes 85 minutes ပေါ့အသားလက်သူဆိုရင်10 minutes နဲ့မြောက်လိုက် SPF 15ကိုပေါ့နော် SPF အရေးအတွက်ကိုမြောက်အောင်မှာအသားညိုသူအတွက်ဆိုလို့ရှိရင် SPF 15ကို15 minutes နဲ့ထပ်ပြီးတော့မြောက်ရမှာပါဒါကတော့အကြမ်းမြင့်တွက်ချက်မှုပေါ့နော်လူတိုင်းအတွက်တော့အတိအကျကြီးအမြဲတမ်းမှန်ကန်နေအောင်မဟုတ်ပါဘူးအကြမ်းမြင့်ဒီလိုလေးတွက်လို့ရတယ်ဆိုတာကိုပြောပြချင်တာပါအဲ့တော့ကိုသုံးတဲ့ sunscreen မှာ SPF က15ပါတယ်ကိုယ့်ရဲ့အသားလက်တဲ့လူဖြစ်မယ်ဆိုလို့ရှိရင်15နဲ့10 minutes နဲ့မြောက်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ဒီ sunscreen ကိုလိမ့်ထားရင်မိနစ်150အထိခံနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအကြမ်းမြင့်တွက်လို့ရပါတယ်အတိအကျကြီးမဟုတ်ပါဘူးเนาะအကုန်လုံးပုံသေးတွက်ချက်လို့ရတယ်လို့လည်းမပြောထားပါဘူးเนาะတခါတလေမှာဆိုလို့ရှိရင်ကြတော့ဘာတွေထပ်ပြီးတော့ကွာနိုင်သေးလဲဆိုတော့ရာသီဥတုအခြေအနေတွေတနေ့တာရဲ့အချိန်အပြောင်းလဲတွေနောက်ခါအရေးပြားအမျိုးအစားတွေနဲ့ပတ်ဝန်းကျင်အခြေအနေပေါ်မှာလည်းမူတည်ပြီးတော့ပြောင်းလဲနိုင်ပါတယ်ပြီးတော့နောက်ထပ်သိထားရမှာတစ်ခုက SPF များတိုင်းလည်းအချိန်အကြာကြီးကာကွယ်နိုင်တာမဟုတ်ဘူးဆိုတာပါပဲเนาะSPF နဲ့မိနစ်နဲ့မြောက်မယ်ဆိုတော့ SPF ကိုအရန်အများကြီးဝယ်ပြီးတော့မိနစ်နဲ့မြောက်ကြည့်ပြီးတော့မှအရန်အချိန်အကြာကြီးကာကွယ်ပေးနိုင်တယ်ဆိုတဲ့ဟာလည်းမရှိဘူးပေါ့เนาะ sunscreen အများစုရဲ့အကျိုးအာနိသင်ကတကယ်တော့အချိန်2နာရီနီးပါးသာခံနိုင်ရရှိပါတယ်ပြီးတော့နေအောင်ကြီးအောက်မှာလှုပ်ရှားသွားလာချိန်2နာရီပြည့်ပြီးတိုင်း sunscreen ထပ်လိမ့်ဖို့လိုအပ်ပါတယ် sunscreen တွေကိုနေအောင်နဲ့မထွက်ခင်15မိနစ်ခန့်ကြိုပြီးတော့လိမ့်သင့်ပါတယ်ပြီးတော့ကန်းကြေလိုနေရာမှာရေကူးမဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့မိနစ်40ကြာတစ်ချိန်လိမ့်သင့်ပါတယ်ဒါမှမဟုတ်ရင်လည်းနှစ်ထပ်လိမ့်ပေးသင့်ပါတယ်ခရမ်းလွန်ရောင်ကြီးတွေကရေမျက်နှာပြင်အောက်အနက်1မီတာအကွာဝေးထိလည်းရောက်ရှိနိုင်ပါတယ်အဲ့ဒါလေးကတော့ကန်းကြေသွားမဲ့သူတွေဆိုလို့ရှိရင်တော့သိထားမယ်ပေါ့နော်နောက်တစ်ခုကကြတော့ SPF ရဲ့ဘေးမှာတွေ့ရတဲ့PA++ ဆိုတာလေးပေါ့နော်
အဲ့ဒါလေးပေါ့ PA ဆိုတာကကြတော့သူ SPF ရဲ့ဘေးမှာတွေ့ရ PA ကခုနကတော့ခရမ်းလွန်ရောင်ကြီးမှာအရှိမတော့ပြောခဲ့ UVA တို့ UVB တို့ရှိရပေါ့နော် UVB တို့ရှိရဆိုတော့ UVB ကိုကာကွယ်တာကဘယ်သူကကာကွယ်ရလဲဆိုတော့ SPF လို့ခေါ်တဲ့ Sun Protection Factors နဲ့ကာကွယ်လို့ရတယ် UVA ကိုကြတော့ဘာနဲ့ကာကွယ်လို့ရလဲဆိုတော့ PA ပေါ့နော် PA နဲ့ကာကွယ်လို့ရပါတယ် PA ကကြတော့ UVA ကိုဘယ်လောက်ကာကွယ်ပေးနိုင်လဲဆိုတာကိုဖော်ပြတဲ့ညွှန်ကိန်းတစ်မျိုးပါ PA+ ဆိုတာကတော့ UVA ကာကွယ်နိုင်မှု2မှ4ကြားပေါ့နော်2 to 4ဆိုလို့ရှိရင် PA+ ဆိုပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ PA++ ပေါ့နော်နှလုံးဆိုလို့ရှိရင်တော့ plus နှစ်ခုဆိုရင်တော့4ကနေ8ကြားပေါ့နော်4 to 8ပေါ့နော်နောက်တစ်ခါ PA+ 3လုံးပေါ့နော်အပေါင်းပေါ့နော်အဲ့3လုံးဆိုလို့ရှိရင်တော့8ထက်ပိုပြီးတော့နောက်ခါ PA နောက်မှာ4+ ပေါ့နော်4လုံးဆိုလို့ရှိရင်တော့16ထက်ပိုတဲ့ညွှန်ကိန်းလေးဖြစ်ပါတယ်ဒါကတော့ PA ရဲ့အဓိပ္ပာယ်ပါ PA ဆိုလို့ရှိရင်နောက်မှာ plus တွေပါနေအဘာမှမသိမှာဆိုလို့ပေါ့နော်ပြီးတော့ sunscreen မှာဆိုလို့ရှိရင် physical နဲ့ chemical ဆိုပြီးတော့ရှိပါသေးတယ်နေအောင်ကလိမ့်စေ sunscreen တွေမှာအရေပြားကိုခရမ်းလွန်ရောင်ကြီးမထိုးဖောက်နိုင်အောင်ကာကွယ်ပေးရဲ့ physical sunscreen နဲ့ခရမ်းလွန်ရောင်ကြီးတွေကိုစုပ်ယူပြီးတော့ဖျက်ဆီးပေးရဲ့ chemical sunscreen ဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါသေးတယ် physical sunscreen တွေကကြတော့နေရောင်ကြီးမထိုးဖောက်နိုင်တဲ့ပစ္စည်းတွေဖြစ်တဲ့ zinc oxide တို့ titanium oxide တို့အဓိကပါဝင်ပြီးတော့ chemical sunscreen တွေမှာဆိုလို့ရှိရင်တော့ဓာတုပစ္စည်းတွေဖြစ်တဲ့ avobenzone တို့လိုမျိုးပစ္စည်းတွေပါဝင်ပါတယ်ဒီလောက်ဆိုရင်တော့ sunscreen တွေ SPF တွေ PA တွေ UV rays တွေအကြောင်းကိုနည်းနည်းလေးသိသွားပြီထင်ပါတယ်အဲဆိုတော့ကိုသုံးနေတဲ့ sunscreen အမျိုးအစားကဘယ်လိုအမျိုးအစားဖြစ်လဲကိုယ့်ရဲ့အသားရည်အမျိုးအစားအလိုက် sunscreen ကိုဘယ်လိုရွေးချယ်သုံးစွဲရမလဲဆိုတာကိုသိလောက်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်